ကဲအားလုံးပဲမင်္ဂလာပါနေလက်စာစကြပါဦးပြည်သားကိုကံပွင့်ရန်ကုန်မှာဘာစားလဲဆိုတာပြမယ်မြင်အံ့ဩသွားမယ်ဘာစားလဲဆိုတာပြမယ်ကဲဟတ်ချလာကဲဗျာဒီမှာပါအင်ဖက်နန့်တင်းတင်းလေးနဲ့ပြည်သားဆိုတော့ဘယ်ရမလဲရန်ကုန်မှာဘယ်နေရာမှာပါရှိတယ်ဆိုတာလေ့လာထားတာရန်ကုန်ရောက်နေတဲ့ပြည်သူပြည်သားတွေဒါကတော့ကျွန်တော်တို့ပြည်အတုပ်ကျွန်တော်ဝယ်လာတာကတော့အတုပ်ဆုံးအိမ်ရောက်တော့ထမင်းနဲ့ရောပြီးနယ်လိုက်တာထမင်းတုပ်ဖြစ်သွားတာပေါ့ဗျာဒါအင်ဘက်ကလေးနဲ့ဆိုရင်ပြည်သူပြည်သားတွေသဘောပေါက်ပါတယ်အဲ့တော့ရန်ကုန်ရောက်နေတဲ့လူတွေတာကေတနဲ့အနည်းဆုံးမှရှိတဲ့လူတွေပြည်အတုပ်စားခြင်းကျွန်တော်တို့တာကေတ9ခွေ9ရက်ကွက်မှာကျွန်တော်တို့အင်းမသူဆိုတဲ့เนาะကျွန်တော်တို့ပြည်ထမင်းတုပ်အတုပ်ဆုံးပြည်ပလာတာရောင်းတဲ့ဆိုင်ရှိပါတယ်เนาะအဲ့ဒီမှာတွားပြီးတော့အားပေးနိုင်ပါတယ်ကဲပြည်တုပ်ကလေးစားကြပါဦးခင်ဗျာရှိရပဲဟုတ်ပြီတလေးအဲ့အင်ဘက်ကလေးနဲ့စားတာဟိုရတာတမျိုးကဲစားခြင်းနေပြီမလားဟာမီးရပြတ်သွားမီးပြတ်သွားပြီတတ